ကဲကျွန်တော်ဒီနေ့ live လုပ်မဲ့အစီအစဉ်ကကျွန်တော်တို့8နာရီတတ်မှတ်ထားတာအခုတနာရီနောက်ကျသွားတယ်9နာရီဖြစ်သွားတယ်9နာရီဖြစ်သွားတော့ကျွန်တော်ပြည်သက်တွေ8ပြောနေကြတာမသိဘူးအခုလောလောဆယ်တော့တယောက်မှမတွေ့ဘူး live မတက်လို့လားပါလားမသိဘူးတယောက်ကတော့တက်လာပြီခုမှတယောက်တွေ့ကျွန်တော်ဒီနေ့တင်ပြမယ့်အစီအစဉ်ကတော့တဲ့နေချင်းထက်ရင်မြတ်တယ်နေချင်းထက်ရင်မြတ်တယ်နေချင်းထက်ရင်မြတ်တယ်ဆိုတဲ့ဟာလေးကျွန်တော်အဲ့ဒါလေးကျွန်တော်တစ်ချက်ပြောပြခြင်းတယ်ဒါအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဟာလေးတွေပါအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဟာလေးဆိုနေချင်းထက်ရင်မြတ်တယ်ဆိုကျွန်တော်သိသလောက်ကတော့နေချင်းထက်အတတ်နေကြတာပဲမြတ်တယ်လို့ကျွန်တော်မတွေ့ပါဘူးအခုလောလောဆယ်ကျွန်တော်ကပြောချင်တာကဒီနေချင်းထမြတ်တယ်လို့ကျွန်တော်တို့ရှေးချမ်းနေမှာလိုက်လေ့လာကြည့်ရအဲ့ဒါကိုကျွန်တော်လေအဲ့နေချင်းထရင်မြတ်တယ်လို့နောက်အဲ့လိုမျိုးပေါ့ဥမာစနေနဲ့အိမ်အောင်ကြရင်ဘလို့စီးပွားတက်တယ်တနင်္ဂနွေအိမ်အောင်ကြရင်ဘလို့စီးပွားတက်တယ်အဲ့ဒါလေးတွေရေးထားတယ်ကျွန်တော်အဲ့ဒါလိုက်လေ့လာကြည့်ရအပြင်မှာတခုမှလည်းမဟုတ်ဘူးကျွန်တော်သိရတော့အဲ့နေချင်းထမြတ်တာဆိုနေချင်းထတတ်နေကြတာကြီးပဲတယောက်နဲ့တယောက်အဲ့လိုမျိုးပေါ့နော်စင်ပြေခြင်းမပြေခြင်းကကျွန်တော်တို့မဟာဘုတ်ပညာမှာတော့ရှိတယ်မဟာဘုတ်ပညာမှာတော့ရှိတယ်ဆိုတာကကျွန်တော်တို့ဥပမာဗျာတစ်ကျွင်းဗျာဟာတစ်ကျွင်းမှာကျွန်တော်တို့ဒီသူကမီးခဲထက်နဲ့မွေးတာတစ်ကျွင်းကငြိမ်လေးနေတယ်စိတ်တူတတ်တယ်ဒါကျွန်တော်သိထားမှာဥပမာကျွန်တော်တုံညာကျွင်းဗျာတုံညာကျွင်းဆိုလို့ရှိရင်တိတ်မငြိမ်ဘူးသူတို့ကအဲ့လိုမျိုးဒီခုနကလှုပ်ရှားမှုလေးတွေက action လေးသူတို့မှရှိတယ်ငြိမ်လေးမနေဘူးသူတို့ကအဲ့လိုမျိုးပေါ့စကားပြောရင်လည်းအဲ့လိုမာနဲ့ပြောတတ်တယ်တစ်ကျွင်းကတော့ငြိမ်လေးနဲ့နေတယ်ပျော့လေးနဲ့ပြောတယ်ပြီးတော့အားနဲ့ပြန်ဝုန်းတယ်အဲ့လိုမျိုးဒီရဲ့သဘောလေးတွေကိုကျွန်တော်တို့ဟိုနေ့ပြကြရင်ဥမာကိုယူမဲ့ဗျာကျွန်တော်တို့ဒီကုန်းအောင်အိမ်တောင်ဘက်ကဟာလားဒီအကျွင်းကိုကိုကတိကြလို့ရှိရင်တော့ကျွန်တော်တို့အစဉ်ပြေတာပေါ့ဒီအကျွင်းရဲ့ညင်နေပေါ့ဟိုတစ်ကျွင်းကဘာကြိုက်တတ်တယ်ဘလို့စိတ်သက်ရှိတယ်ဘလို့တွေဟိုနည်းဖြစ်တယ်နှစ်ကျွင်းကဘလို့ပေါ့သုံးကျွင်းကဘလို့အဲ့လိုလေးသိထားရင်တော့ကျွန်တော်ခုနပြောလို့ပေါ့နေချင်းပဲထပ်ပြီးယူနေချင်းပဲမထပ်ပြီးယူအရင်တော့လည်းကျွန်တော်ပြောခဲ့ဘူးတယ်ဟိုဗာလဲဟိုတနင်္ဂနွေနဲ့ဗုဒ္ဓဖူးဗာလဲအုံတော်မနွေဘူးဆိုလားကျွန်တော်ကြားဘူးတာပြောတာနော်ကျွန်တော်အဲ့အတော်တယောက်ကတော့အဲ့တနင်္ဂနွေနဲ့ဗုဒ္ဓညားတာပဲခလေး73ယောက်ရတဲ့အထိတကားမှလည်းပြဿနာလည်းမတက်ဘူးနောက်ဆုံးကလေးကိုတော့ तू ကဒါစင်ကျော်လို့ပေးလိုက်တယ်ဘာလို့ဒါစင်ကျော်ပါလို့ဒါစင်ကျော်ဆိုပြီးပေးလိုက်တယ်ကြားဘူးတာကတော့စာအုပ်ထဲမှာတနင်္ဂနွေဗုဒ္ဓဟူးအုံတော်မနွေဘူးတဲ့ဒါပေမဲ့အပြင်မှာကျွန်တော်လေ့လာကြည့်ရကတနင်္ဂနွေနဲ့ဗုဒ္ဓဟူးညားတဲ့ဟာခလေး73ယောက်အထိရသွားပြီးတော့တခါမှလည်းပြဿနာတက်တာလည်းမတွေ့ဘူးတဲ့မှတဲ့တဲ့နဲ့တော့နေသေးတယ်အဲ့ဒါပြောတာတချို့ကကျွန်တော်စီမှာဗီဒီလာတွေ့လို့ရှိရဲ့ဆရာတဲ့ကျမကတောက်ကြတဲ့ကျမအမျိုးသားကတနင်းနာတဲ့ဓမ္မတော်ကအင်းဝရာစာအစဉ်ပြေပါမလားလို့အညီတို့ကလေးဘယ်ယောက်ရမလို့ကလေးကတော့3ယောက်ရှိတယ်တဲ့ကျွန်တော်လည်းဘာမှသူတို့မပြောတော့ပါဘူးမပြောတော့ဘူးဆိုတာကသူကဗီဒီရဲ့သဘောအရကျွန်တော်တို့ဥမာဒီတောက်ကြနဲ့ကျွန်တော်တို့တနင်းနာအစဉ်ပြေပါမလားမေးတယ်ကျွန်တော်ကညီတို့အိမ်အောင်သက်ဘယ်လောက်ရှိပြီလဲလို့မေးတယ်အိမ်အောင်သက်အနှစ်20ခလေးက3ယောက်ရှိပြီ तू ကလာမေးတာကအစဉ်ပြေပါမလားနည်းနည်းရှုပ်ထွေးတယ်နော်ကျွန်တော်တို့ဗီဒီလောကနဲ့လက်ရှိအိမ်အောင်ရင်းနဲ့ဟိုကျွန်တော်တို့ကိုရီးယားတို့ဘာလို့ကတော့ဇာတာတိုက်တယ်ဆိုလားဘာလားမသိဘူးဘလို့တိုက်ကြလဲတော့မသိဘူးကျွန်တော်တို့စီမှာတော့ဟိုဘလို့ပဲဇာတာတိုက်ဟိုကျွန်တော်သိတဲ့လောက်ကတော့ဒီမဟာဘုတ်ရဲ့အကျွင်းညင်တွေကိုပြုပြင်နိုင်မှတစ်ကျွင်းများခုနကသူ့ရဲ့ဒီခုနကဟာလာဟိုဒီတနင်္ဂနွေဘင်္ဂါထဲမှာရှိတဲ့ဟာနဲ့ကျွန်တော်တို့ဒီဗုဒ္ဓမာရဏမှာရှိတဲ့သူကဟာလာအုပ်စုအပြက်လူဆိုးမှာသူဒီခုနကအုပ်စုကိုမပြက်အောင်ဟာလာသူထိန်းချုပ်မယ်လူတွေရဲ့အစိုးဒဏ်ခံမယ်နှစ်ကျွင်းကသူကငွေအပြက်ဗျာငွေအပြက်ဒီဘက်မှာမာရဏတယူတန်တယူတန်တစို့ထိုးဟာဇာတာတွေသူတို့ဟာလာဒါတွေစီညင်နိုင်နေဆိုရင်တော့ကျွန်တော်တို့ကတင်းနဲ့နင်းနဲ့လည်းအစဉ်ပြေတာပဲစနေနဲ့ဗုဒ္ဓဟူးယူတော်မစင်ရဘူးတဲ့ကျွန်တော်တို့အိမ်တော်ကတော့စနေဗုဒ္ဓဟူးပဲဗျအစဉ်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့အိမ်တော်မှလားလို့အခြားအိမ်တော်တွေကိုလိုက်ကြည့်တဲ့အခါကျတော့အဲ့စနေဗုဒ္ဓဟူးကလည်း
အစင်ပြေတဲ့လူမှအစင်ပြေတယ်အစင်မပြေတဲ့လူမပြေပြန်ဘူးကျွန်တော်ခုနပြောလို့ပေါ့သူမွေးချိန်နေသူအကျွင်းနေနဲ့ပတ်သက်ပြီးတော့သူတို့ဒီလိုမျိုးဒီခုနကဟိုကိုမပြုတ်ပြနိုင်တာလေးတွေပေါ့ဗျာအဲ့ဒါလေးတွေကနေပြီးတော့မှဒီခုနကအိမ်တော်ကြီးပြဿနာတွေပေါ်တယ်ပေါ့အဲ့လိုမျိုးတွေပေါ့စနေဗုဒ္ဓယူတာအောင်မစင်းရဲဘူးဆိုတော့ကျွန်တော်ကတော့ရည်စရာပြောသေးတယ်အဲ့ဒါဆိုငါတို့ကမယူလို့စင်းရဲနေတာပေါ့ဆိုပြီးတော့တကယ်ဆိုရင်တော့ကျွန်တော်တို့စနေဗုဒ္ဓယူတဲ့လူကကျွန်တော်တို့ယူပေးရမလို့ဖြစ်နေတယ်ဒါကရှေးစကပုံမှာရှေးစကပုံကိုပယ်တာမဟုတ်ပါဘူးကျွန်တော်တို့ကပြန်လဲပြီးတော့သုံးသပ်ပြနေတာတကယ်တမ်းဥဒ္ဒါစိတ်မှန်ဒန်းလာဥရှာဟိုကျွန်တော်တို့ဓမ္မတော်ကအင်းဝရာဇာဓမ္မတော်ကအင်းဝရာဇာလည်းအစဉ်ပြေနေတာရှိတာပဲဥဒ္ဒါစိတ်မှန်ဒန်းလာဥရှာလည်းဗျမ်းဗျမ်းကွဲနေတာပဲဟာကျွန်တော်တို့ဒီဟာလေးတွေကအဓိကတော့ကိုယ်မဟာဘုတ်ကိုသိကိုယ်အကျွင်းတွေကိုပြင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါကိုရဲ့ရှောက်မဲ့ဒီလမ်းကြောင်းမှာအိမ်တော်ရေးတွေစင်ပြေတာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒီတခါတလေကျတော့နည်းနည်းလေးရှုပ်ထွေးတယ်ဗျဒီဟိုနင်းကျွန်တော်တို့ဒီစိတ်တွေကိုတရုပ်ခွဲတဲ့နေရာမှာနည်းနည်းရှုပ်ထွေးတယ်ကိုယ်စိတ်ကိုပြုပြင်နိုင်မှဖြစ်မယ်ဥပမာဗျာလူတယောက်ကရိုးသားတယ်ဗျာရိုးသားတယ်ကျွန်တော်အဲ့ဟိုကျွန်တော်သမီးဆီယာမတွေနဲ့လည်းကျွန်တော်ဆွေးနွေးမှုတွေရိုးသားတယ်ဒါပေမဲ့တကူကောင်းဆန်တယ်ဒါမျိုးတွေပေါ့အဲ့လိုမျိုးတွေကျွန်တော်တို့ကဒီဘက်မှာဒီစန့်ကျင်မဲ့သဘောလေးတွေပေါ့ကျွန်တော်မနေ့ကတော့တွေ့တယ်ကျွန်တော်ဆရာတယောက်ဆိုလို့ရှိရင်သူကရိုးသားတယ်တစွတ်ထိုးတယ်တစွတ်ထိုးနိုင်တယ်နောက်ဆိုသူလောလောဆယ်မှာသူရိုးသားမှုတစွတ်ထိုးနိုင်မှုသူထင်အားသူလုံမှုတွေကသူလက်ရှိနေတာထဲမှာစနေတယောက်ထဲမှာသူအဲ့လိုမျိုးတွေပေါ့ဟိုပြဿနာတွေဘောင်းစုံတွေကျွန်တော်တို့တွေ့ပြီးတော့ကြည့်လိုက်တော့ပြဿနာတွေပေါ်နေတာတွေ့ရတာပေါ့အဲ့တော့အဓိကကကျွန်တော်တို့ကဒီစိတ်ကိုတရုပ်ခွဲပြီးတော့စိတ်ကိုပြုတ်ပြင်းတဲ့ဟာကတော့ main အချုပ်ပဲကျန်တာတွေကတော့ကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့ရှေးစကပုံတွေကတော့အဲကျွန်တော်သိသလောက်ကတော့ကျွန်တော်တို့ဒီဘက်မှာသူတေသနာလုပ်ကြည့်တာတော့အဲဓမ္မတော်ကအင်းဝရာဇာဆိုတာတက္ကပညာကံကိုပြောတာစာ6တန်းမှာနော်ဒီဘက်ကျွန်တော်တို့ခုနကဒီဥဒ္ဒါစိတ်မှန်ဒန်းလာအောင်ရှာဆိုတာရေရာပညာပိုင်းနော်အဲရေရာပညာပိုင်းနဲ့ကျွန်တော်တို့ဒီဘက်ကဟိုတက္ကပညာပိုင်းတွေကိုလူတွေကဒီဘက်မှာအလွယ်လေးတွေပြောပြီးတော့ဒီတဲကိုရောထဲတကနည်းနည်းလေးအဲ့လိုရှုပ်သွားတာပေါ့အဲ့ဆိုရင်ဒုတိယအပိုက်မှာကျွန်တော်တို့အရွက်အခက်တွေကအသက်ရှိသလားကျွန်တော်ဒီနေ့တော့တယောက်ကိုရှင်းပြလိုက်ပါတယ်အယောင်ဒီမှာအသက်ရှိတယ်အယောင်ဒီမှာအသက်ရှိတယ်အနံ့မှာအသက်ရှိတယ်အနံ့ဒီမှာကျွန်တော်တို့အသက်ရှိတယ်เนาะအနံ့မှာဓာတ်ရှိတယ်เนาะအယောင်အနံ့ကျွန်တော်တို့ဟာလားနောက်ပြီးတော့ကျွန်တော်အရွက်အခက်ဒီမှာဓာတ်ရှိတယ်ဒီဓာတ်ရှိလားမရှိလားကိုကျွန်တော်တို့ကဒီဟိုနည်းဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဓာတ်ရှိလားမရှိလားကိုကျွန်တော်တို့ကစမ်းသပ်ချင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုစမ်းသပ်ရမလဲဥမာအနံ့တစ်ခုပေါ့ဗျာအနံ့တစ်ခုကိုကျွန်တော်တို့ကဒီအနံ့ကဥမာဟိုရေမွေးနှံလေးရတယ်ရေမွေးနှံလေးရတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာနေရတာနေပျော်တယ်နေလို့ကောင်းတယ်ဒါမှမဟုတ်ကျွန်တော်တို့အညော်နဲ့နေရတယ်ဗျာမကောင်းတဲ့အနံ့အသက်တွေရတယ်ဆိုရင်ကျွန်တော်တို့နေလို့မကောင်းဘူးဒါဆိုဒီအနံ့တွေမှာကျွန်တော်တို့ကဓာတ်ရှိနေတယ်အယောင်တွေမှာဓာတ်ရှိတယ်အယောင်တွေမှာဓာတ်ရှိတယ်ဆိုကျွန်တော်တို့ဘယ်လိုလဲဥမာဆေးရုံတရုံမှာပေါ့ဗျာအဖြူရောင်တုတ်ထားမယ့်နေရာမှာကျွန်တော်တို့ကအဲ့ဒီနေရာမှာဆေးရုံရဲ့ဒူမမာရှိတဲ့အခန်းထဲမှာအမဲရောင်တုတ်ကြည့်လိုက်ဘယ်လိုဖြစ်သွားမလဲဟုတ်တယ်မလားဒီအယောင်ရဲ့သဘောကိုကျွန်တော်ရှင်းပြတာပါဆေးရုံမှာအဖြူရောင်တုတ်ထားတယ်အဖြူရောင်ကကျွန်တော်တို့ဟာလာတန့်ရှင်းခြင်းစင်ကြယ်ခြင်းဖြူစင်ခြင်းသဘောကိုပြတယ်ဆေးရုံကဝန်ထမ်းတွေဒီလေဟာလာခုနကအပေါ်ဖြူအောက်မှာအနီဝတ်ထားတယ်ဟာလာအဖြူရောင်ရဲ့သဘောဒီကျွန်တော်တို့ကဟာလာတန့်ရှင်းတဲ့သဘောတွေကိုကျွန်တော်ကပြတယ်ဒီသဘောလေးတွေပေါ့ကာလာဆိုလဲကျွန်တော်က background မှာဘာလို့ရှိလဲ background မှာကျွန်တော်အဖြူရောင်တွေတုတ်ထားတယ်အဖြူရောင်တော့လူဆေးရုံလာတက်တဲ့လူကလည်းအယောင်ကြည့်ပြီးစိတ်ထဲမှာကြည်နူးနေတယ်ပေါ့ဗျာဒီသဘောမျိုးပေါ့အဲ့မှမဟုတ်ဘူးကျွန်တော်တို့ဆရာဝန်ရတဲ့ nurse မကအနက်1 set နဲ့လာတယ်ဟုတ်လားဆရာဝန် nurse မလည်းအနက်1 set နဲ့နော်အပေါ်အနက်အောက်အနက်စကကဒိုးတောက်ဖက်ကအနက်ဟုတ်လားနောက်ပြီးကျွန်တော်တို့ဒီဆေးရုံရဲ့ဟုတ်လားဟိုအခန်းကလည်းကျွန်တော်တို့အနက်ရောင်တွေတုတ်ထားမယ်နော်အနက်ရောင်တွေတုတ်ထားမယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြစ်သွားမလဲအနက်ရောင်အခန်းလေးကိုဟာလာဝင်လာတဲ့ဆရာဝန်ကဒီမှာတောက်ဖက်တွေနဲ့ဒီလိုတွေကျွန်တော်တို့ဝင်လာတယ်ဆိုရင်ဘာဖြစ်သွားမလဲကျွန်တော်တို့
လူမမာကစိတ်ကစောက်တရားမရဘူးဖြစ်သွားမယ်စိတ်တွေရှုပ်ထွေးလာမယ်ဒေါသတွေထွက်လာမယ်ဒီလိုသဘောမျိုးဟုတ်လားဒီအယောင်ကြီးကြောင့်လူမမာတယောက်ကစိတ်တွေဟာအများကြီးကျွန်တော်တို့ဟုတ်လားပြောင်းလဲသွားနိုင်နေဆိုတာကိုကျွန်တော်ကဒီအယောင်ကြောင့်ဟုတ်လားဒီအယောင်ကြီးဓာတ်ဖြစ်ပါတယ်အယောင်ကြီးအသက်ရှိပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပါတယ်နော်ဟုတ်လားအရွက်ခက်ကအသက်ရှိသလားအရွက်ခက်ကအသက်ရှိသလားဆိုတော့ကျွန်တော်ဟိုတနေ့ကတော့ကျွန်တော်ပြောကျွန်တော်ဟိုမှာဟိုဘကိုးရောက်တော့လေကျွန်တော်တပည့်တယောက်စီမှာဟာမင်းတို့စီကပေါက်ပန်းပြူတွေကညအိတ်နေပါလားsorry ဘကိုးရောက်တော့မဟုတ်ဘူးကျွန်တော်ဒီရွှေပေါက်ကန်လားမသိသွားတာရွှေပေါက်ကန်သွားတော့ဟာလားဟာမင်းတို့ဒီမှာဟိုနင်းနေအပင်တွေညအိတ်နေပါလားဆိုအပင်တွေတချို့ပင်တွေကဥမာပေါက်ပန်းပြူပင်တွေညပဲအိတ်တယ်ထိကရုံးပင်တွေညပဲအိတ်တယ်ဟုတ်လားမနေ့ဘက်ကျတော့တို့အပွင့်နေအပင်တွေမှာရှင်သန်နိုးကြတဲ့ကျွန်တော်တို့အသက်ရှိတယ်အစီတွေကိုကျွန်တော်တို့ဟာလားပြန်ပြီးတော့စိုက်လို့ရတယ်အပင်ပေါက်တယ်เนาะဒီအပင်တွေကရှင်သန်နိုးကြမှုရှိတယ်စိတ်နေတဲ့ကျွန်တော်တို့ကအပင်တွေကိုမြင်လို့ရှိရင်စိတ်ထဲမှာကြည်နူးတယ်ဟာလားဝါနေတဲ့ခြောက်နေတဲ့ဟာလားအပင်တွေတချို့အပင်တွေဆိုရင်ဝါပြီးခြောက်ပြီးအရွက်တွေကျွေကြနေတယ်အဲ့ဒါဆိုလို့ရှိရင်ဟာလားအဲ့ခုနကဒီဝါပြီးခြောက်နေတဲ့ဒီယိုနင်းတွေဒီကျွန်တော်တို့အရွက်အခက်တွေဒီကြည်ရတာစိတ်ထဲမှာကျွန်တော်တို့ကမရွှင်ဘူးเนาะမရွှင်လန်းဘူးဟာလားအစင်မပြေဘူးစိတ်နေတဲ့ရွက်တွေဆိုရင်စိတ်ထဲမှာကျွန်တော်တို့ကအစင်ပြေတယ်ကြည့်လို့အဲ့တော့အရွက်အခက်တွေဒီအသက်ရှိပါသလားအရွက်အခက်တွေဒီအသက်ရှိပါတယ်ဓာတ်တွေရှိပါတယ်ကျွန်တော်တို့ကြည့်တဲ့နေရာတွေမှာဒီခုနကဒီအရွက်တွေကိုကြည့်တဲ့နေရာတွေမှာဟာလားစိတ်ထဲမှာကြည်နူးတယ်ဟာလားဒီခုနကအရွက်တွေကိုကြည့်ပြီးစိတ်ထဲမှာကျွန်တော်တို့ကလန်းဆန်းတယ်နေမကောင်းဖြစ်တဲ့လူမျက်စိမကောင်းတဲ့လူဆိုရင်ကျွန်တော်တို့ကအဝေးကိုကျွန်တော်တို့ကြည့်မယ်ကြည့်ပြီးတော့အဲ့အဝေးမှာရှိတဲ့အပင်တွေကိုဟာလာကြည့်တဲ့အခါကျွန်တော်တို့ဒီမျက်စိတွေကျွန်တော်တို့ကအေးတယ်နေလို့ကောင်းတယ်ဒီသဘောမျိုးပေါ့ကျွန်တော်တို့ဒီခုနကအဲ့အရွက်နဲ့ပတ်သက်လို့ပြကျွန်တော်ပြောပြအောင်မယ်ကျွန်တော်ဘုဒ္ဓတာလေးတစ်ခုကျွန်တော်ပြောပြမယ်တခါတော့ကျွန်တော်စီမှာပေါ့ဗျာအဲ့ညနေဘက်လောက်ပေါ့ညနေဘက်လောက်မှာလူတယောက်ကျွန်တော်စီရောက်လာတယ်ဆရာတဲ့ကျွန်တော်နေမကောင်းလို့တဲ့ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်နှဝင်းရလဲလုပ်ပေးပါအဲ့ဒါကျွန်တော်ကအရွက်တွေကျွန်တော်လိုက်စစ်ကြည့်ဆိုအမှတီဟိုတစ်မျိုးလိုနေတယ်တီဟိုတစ်မျိုးလိုနေတဲ့အခါကျတော့ကျွန်တော်တို့ဟာတီဟိုတစ်မျိုးလိုနေကြတို့တီဟိုရှားအောင်ဆိုပြီးတော့တီဟိုကျွန်တော်လိုက်ရှာတယ်အဲ့မှာခြံဝင်းတစ်ခုလေးကိုကျွန်တော်တို့ရောက်သွားတယ်ပေါ့ဗျာကျွန်တော်တီဟိုခူးနေတယ်ခုကျမှလူတယောက်ကရောက်လာတယ်ဟဲ့ဒီလိုကဘာလုပ်လို့လဲကျွန်တော်မိတ်ဆွေကြောက်လို့ကျမ်းမာရေးညံ့လို့ဗျာတီဟိုလေးကျွန်တော်နည်းနည်းလောက်လို့ကျတော့ခဏတွေ့သွားတယ်ဗျာတွေ့ပြီးစဉ်းစားလိုက်အနေဦးနေမင်းအဲ့ဒီတီဟိုရွက်တွေကလူတယောက်ကကျမ်းမာရေးကိုမင်းကာကွယ်နိုင်ရဲ့လားတဲ့အဲ့ကျွန်တော်တို့ကဟိုဗီဒင်ဆရာတယောက်ကကျွန်တော်တို့ကရေရာချီတယ်ဆိုရင်ကျွန်တော်တို့အရွက်ခက်နေပဲချီတယ်ဒါဆိုရင်အရွက်အခက်နဲ့ခြေတယ်ဆိုလို့ရှိရင်အဲ့အရွက်အခက်တွေကိုကျွန်တော်တို့ကရေရာလုတ်တယ်ဟုတ်လားအဲ့ရေရာလုတ်တဲ့နေရာမှာပေါ့ဗျာအဲ့အရွက်အခက်တွေကိုလူရဲ့ရေရာလုတ်တယ်လုတ်တဲ့နေရာမှာဒီအရွက်ကဒီကျွန်တော်တို့ခြေလိုက်တဲ့ဟုတ်လားဟိုရေရာခြေလိုက်တဲ့အချိန်မှာပေါ့ဒီအရွက်တွေကလူတယောက်ကိုကောင်းလားဟိုမကောင်းဘူးလားအဆင်ပြေသွားမလားဆိုတာကိုကျွန်တော်မှဖြေဖို့အတွက်အများကြီးကျွန်တော်တို့မှာရှိတယ်အဖြေတွေဒါပေမဲ့ကျွန်တော်ကအဲ့မှာကျွန်တော်ပြန်ပြောတယ် advanced technique နဲ့ကျွန်တော်သူ့ပြန်ပြီးတော့ပြောလိုက်တဲ့အခါဘာပြောလိုက်လဲဆိုတော့ဒီခုနကအဲ့ဒါဆိုရင်ကျွန်တော်ခမားကိုမေးမယ်ခမားကိုစေးကန်းကိုခမားတွားလိုက်တဲ့အခါခမားကျွန်တော်နေမကောင်းဘူးဗျာစေးထိုးခြင်းတယ်လို့ပြောလိုက်ရင်ဆရာဝန်ကနေပြီးတော့ခမနေမကောင်းဆိုတော့ပါရာစီတမောအွန်မေးမယ်ဗျာအဲ့ဒီပါရာစီတမောအွန်မဲ့ဟာကိုခမကနေပြီးတော့ပြန်မေးမယ်ဘယ်လိုမေးမလဲဆရာအဲ့ဒီစီးထိုးရင်ကျွန်တော်ပျောက်မှာလားလို့ဘသူမေးလဲကျွန်တော်ပြောတာဘသူကနေဆရာဝန်တယောက်ကိုဒီစီးထိုးရင်ပျောက်မှာလားလို့ဘသူမေးဘူးလေအဲ့ဆိုတော့ကျွန်တော်ဟုတ်လားဆရာဝန်ကဒီလူမမာတယောက်ကိုနေမကောင်းဘူးဆိုလို့သူ့ရဲ့စိတ်ထဲမှာပျောက်စီခြင်းနဲ့စေရနာနဲ့ကျွန်တော်တို့ပါရာစီတမောအွန်မေးလိုက်တယ်ဒါကိုလူမမာကနေပြီးတော့ဟုတ်လားအဲ့တော့ဆရာဝန်ကပြန်မေးမယ်မေးစရာမေးခွန်းတစ်ခုရှိတယ်ဆရာဝန်က
မင်းကဆရာဝန်လားငါကဆရာဝန်လားတခုပြန်မေးလို့ရဆရာဝန်ကနောက်တစ်ခုပြန်မေးမယ်မင်းကစေးပညာဘယ်လောက်နားလဲလို့လဲနော်မင်းကစေးပညာဘယ်လောက်နားလဲလို့ဒီစေးထိုးလိုက်ရင်ဟာလားဒီယောဂပျောက်ပါမလားဆိုပြီးတော့ဟာလားမင်းကဆရာဝန်လားငါကဆရာဝန်လားဒီစေးထိုးလိုက်ရင်ဟာလားဆိုတဲ့နေရာမှာခုနမင်းကစေးပညာကိုဘယ်လောက်သိထားလို့လဲပြန်မေးရမယ်ဟာကျွန်တော်လည်းသိတာပေါ့ကျွန်တော်စောင်းတွေဖတ်ထားတာဟာဒီလိုမျိုးဆိုအဲ့ဒါဆိုလို့ရှိရင်မင်းပြန်လိုက်တော့ပြန်ပြီးမင်းသိထားတဲ့အဲ့စေးပညာမင်းကမင်းတင်မလန်ပြီးထိုးလိုက်တော့ငါစေးကန်းလာမနေနဲ့တော့ကျွန်တော်တို့စီမှာလာပြီးတော့ဘီရင်တွက်တဲ့လူတယောက်ကကျွန်တော်ဒီအရွက်နဲ့နဝင်းရိုက်လိုက်ရင်ဒီလူတယောက်ကဟာလာနေကောင်းသွားမလားကျမ်းမာသွားမလားအစင်ပြေသွားမလားလို့မေးလိုက်ရင်ကျွန်တော်ကပြန်မေးခြင်းနဲ့ဓာတ်ပညာကိုဘယ်လောက်ထိလေ့လာထားပြီးဗလဲကျွန်တော်ပြန်မေးမယ်တစ်ချက်ဓာတ်ပညာဘယ်လောက်လေ့လာထားပြီးလဲပထဝီတေဇောအာဘောဝါယောဓာတ်ပညာကျွန်တော်၄ခုရှိတယ်အဲ့ဓာတ်၄ပါးဆိုတဲ့မွေကြီး၄ကောင်ကိုခမည်းဘယ်လောက်ထိလေ့လာထားဘူးလဲနောက်တစ်ခုကျွန်တော်မေးမယ်ခမည်းဘေဒင်ဆရာလားကျွန်တော်ဘေဒင်ဆရာလားကျွန်တော်လည်းပြန်မေးမယ်နော်အဲ့တော့ तू ကဖြေမယ်ကျွန်တော်ဒီတိုင်းဆေးဆရာတယောက်ပါဗျာဒိုဒီမို့ကျွန်တော်ဒီလဲစာပေပညာရှင်တယောက်ပါခမည်းလောက်နီးပါဒိုဒီမို့ခမည်းလိုပဲဓာတ်ပညာကိုကျွန်တော်တို့လည်းသိပါတယ်ဆိုရင်ခမည်းကျွန်တော်စီမှာနဝင်းထိုင်းမနေနဲ့တော့ပြန်လိုက်ပါတော့နော်ကိုယ့်အကူပြန်ပြီးဘုရားရှင်ရှိမှာကိုယ့်အရွယ်နဲ့ကိုယ့်အကူရိုက်ချလိုက်ပါတော့အဲ့ဒါလောက်သိနေလို့ရှိရင်အဲ့တော့ဆိုတော့သဘောတစ်ခုကကျွန်တော်တို့ဒီခုနကဒီအရွက်တွေနဲ့ရိုက်တယ်တီဟိုဆိုတာပညာချက်ပါနော်တောက်ကြသည်ကျွန်တော်တို့ရေနောက်ထပ်ပါဟုတ်တယ်နော်တောက်ကြရေနောက်ထပ်ကိုကျွန်တော်ဒီဘက်မှာရှိတဲ့၄ကနန်းရေကြည်ဓာတ်နဲ့ပေါင်းရင်ဝင်သေးဓာတ်ဖြစ်ပါတယ်ရေနောက်နဲ့ရေကြည်နဲ့ပေါင်းရင်ကျွန်တော်ဝင်သေးဓာတ်ဖြစ်သွားမယ်ဟုတ်တယ်နော်ကျွန်တော်တို့ဒီခုနကအင်္ဂါဒီ၄ပေ၄ညင်းဟာလားရာဟုဒီ၄မုံတိုင်းနှစ်ခုပေါင်းရင်စရေဓာတ်ဖြစ်သွားမယ်တနင်္လာဒီကြောက်မှာဒီခုနကကြာတာပရိသီမြေပြော့နှစ်ခုပေါင်းလိုက်ရင်ဂဗေဓာတ်ဖြစ်သွားမယ်တနင်္ဂနွေဒီမိခဲစနေဒီမိတော့တဲ့နှစ်ခုပေါင်းရင်အန်တော်ဖြစ်သွားမယ်အဲ့တော့တောက်ကြကိုသူကတီဟိုလို့မြင်ပေမဲ့ကျွန်တော်ဒီဝင်သေးဓာတ်လို့မြင်ပါတယ်ဗျာဟုတ်လားကျွန်တော်ကသူ့မှာလိုးနေတဲ့ရေဓာတ်ကိုဟုတ်လားကျွန်တော်ဒီဟုတ်လားဝင်သေးဓာတ်ရေနောက်ဓာတ်ဖြစ်တဲ့ကျွန်တော်ကတီဟိုနဲ့ရိုက်ပါတယ်သူကတီဟိုလို့ကျွန်တော်တို့မြင်တယ်အဲ့ဒီကောင်တီဟိုဒီ6ခန်းပြည့်ညက်ချက်ပဲကျွန်တော်တို့ကဓာတ်သဘောနဲ့ပဲကစားတယ်ဟုတ်လားဓာတ်သဘောနဲ့ကစားတဲ့အတွက်ကျွန်တော်တို့ဒီခုနပြောလို့ပေါ့သူမြင်တဲ့အမြင်နဲ့ကျွန်တော်တို့မြင်တဲ့အမြင်တွေကနည်းနည်းလေးကွာသွားမယ်ဒါပေမဲ့ဒီဟာကိုကျွန်တော်ကနဝင်းရိုက်ခံဒီမှာသူ့ကိုကျွန်တော်တို့ကအကုန်ရှင်းမယ်ဆိုရင်တော့ကျွန်တော်တို့အနှစ်30လောက်ကြာအောင်ရှင်းမှာပဲဒီဇလန်ကနည်းနည်းသိမှာဖြစ်ပါတယ်เนาะအနှစ်30ကျွန်တော်သူ့ကိုရှင်းပြရင်နည်းနည်းသိမှာဖြစ်ပါတယ်เนาะနည်းနည်းသိမှာဖြစ်တဲ့အတွက်ကျွန်တော်လည်းသူ့ကိုတထိုင်နဲ့ပြီးအောင်မရှင်းနိုင်ပါအဲ့တော့အယောင်မှာကျွန်တော်တို့အသက်ရှိလားအနံ့မှာအသက်ရှိလားအရွက်မှာအသက်ရှိလားဟာလားဒီသဘောတွေပေါ့အဲ့ဒါလေးကျွန်တော်တို့ဒီခုနကအယောင်တွေဟာလားဒီခုနကသဘောကိုကျွန်တော်ခုနကအကျဉ်းမြကျွန်တော်ပြောပြလိုက်ပြီအယောင်ရဲ့သဘောလေးတွေဟာဟိုကျွန်တော်တို့ NASMA တွေအနက်1 set စကတ်တွေနဲ့အဲ့လိုမျိုးတွေပေါ့ကျွန်တော်အဲ့ဆိုကျောင်းမှာကျောင်းဆရာမတွေလည်းအလားတူပဲအဖြူစိမ့်ဝတ်တယ်ဗျာအစိမ့်ကအေးချမ်းတယ်ဗျာအဖြူကဖြူစင်တယ်ဗျာအဖြူစိမ့်ဝတ်တယ်ဆိုကျွန်တော်တို့ကတွေ့တာနဲ့ဆရာမဆိုတာနဲ့အဖြူစိမ့်တွေ့နေကြောက်နေကြတယ်ရဲဆိုရင်ကာကီအောင်ဆိုတာနဲ့ကြောက်နေတယ်ဒီသဘောမျိုးပေါ့အယောင်တွေရဲ့တတ္တိတွေပေါ့ရဲကကာကီအောင်ကျွန်တော်လူဆိုးကရဲကိုကာကီအောင်တွေ့တယ်ကြောက်တယ်ဒီသဘောပေါ့ကျောင်းသားကလည်းကျောင်းဆရာမကိုအဖြူနဲ့အစိမ့်တွေ့ရင်ကြောက်တယ်ဟုတ်လားဒီသဘောမျိုးအဲ့ဒါကိုဆရာမကနေပြီးတော့ခုနကအယောင်မှာတတ္တိတွေရှိလားမရှိလားစမ်းရင်ကျောင်းဆရာမသည်အနီဝမ်းဆက်ဟာလားဝစ်ပြီးတော့ကျောင်းကိုသွားပါနော်ဒါမှမဟုတ်လဲကျွန်တော်တို့အခုခစ်ပေါ်တွေအတူပြတ်တွေဝစ်ပြီးကျောင်းကိုသွားပါရှုဖနက်တွေဒေါက်ဖနက်တွေနဲ့ဝစ်ပြီးသွားပါဟာလားအဖြူစိမ့်မဟုတ်ဘူးနဲ့အခြားအယောင်တစ်ခုပေါ့ဗျာကျွန်တော်တို့ဝစ်ပြီးသွားပါနော်ဘဒူးမှာခုနအဖြူနဲ့အစိမ်းကောက်ကိုကြောက်မှာမဟုတ်ပါဘူးနော်ဟာအဲ့တော့ကျွန်တော်တို့အဖြူဆက်စိမ်းကျွန်တော်ဝတ်ထားရင်ကျောင်းသားတွေကြောက်မယ်ကျွန်တော်တို့ဒီခုနကအဝါ
ဟုတ်ထားလို့ရှိရင်ဟာလားလူဆိုးတွေကရဲအဝါဟုတ်တာတော့လူဆိုးတွေကြောက်တော့ဗောအခုကတော့ရဲတွေရောင်ပြောင်းပြီးဝတ်ကြပါတယ်နော်အဲ့တော့ဒီခုနကဟိုးတော့ကျွန်တော်ရဲတွေတော့အဝါဟုတ်တာဗောခုတော့ရောင်တွေပြောင်းပြီးဝတ်တာဗောနော်ဒါမဲ့ဒီမှာတတ်မှတ်ထားပြီးတဲ့ကျွန်တော်တို့ဒီခုနကဒီအယောင်တွေရဲ့ကျွန်တော်တို့ကဒီစွမ်းအင်ကိုပြောပြတာပါမိသားစုမိသားအယောင်ပေါ့ဗျာစစ်သားဆိုစစ်သားအယောင်ပေါ့ဒီသဘောမျိုးပေါ့ကျွန်တော်တို့ကသူ့ရဲ့တတ်မှတ်တဲ့ဟာတွေနဲ့ကျွန်တော်တို့အယောင်လေးတွေနဲ့နိုင်ငံတော်ကျွန်တော်တို့အလံမှာလည်းအလားတူပဲဟိုနိုင်ငံတော်အယောင်ရဲ့ဒီအလံတွေပေါ့ကျွန်တော်တို့သူ့ရဲ့အဓိပ္ပာယ်နဲ့သူ့အဓိပ္ပာယ်သူသွားတာပေါ့နော်ဒီသဘောမျိုးအယောင်တွေမှာကျွန်တော်တို့ဒီတတ္တိတွေရှိတယ်အားတွေရှိတယ်ခုနအရွက်တွေမှာရှိတယ်တတ္တိတွေအားတွေအနံ့မှာလည်းကျွန်တော်တတ္တိတွေအားတွေရှိကျွန်တော်ဟိုတင်းနေမနေ့ကတော့ကျွန်တော်သတိရလို့ပြောပါဟိုဒိုတော်တွေမှာကွာလို့ကမွန်းမင်းကကမွန်းသီးอยู่ပေါ့ကမွန်းမင်းကကမွန်းသီးอยู่ကြွေကြခြင်းလို့ရှိရင်တို့အဲ့ဒီခုနကဇပခွန်ပေါ့ဖွဲကိုတို့ကအုံမီအောက်ကမီးရှို့လိုက်တာအဲ့ဒီကအငွေ့ရကမွန်းသီးကိုသွားထီတော့တို့ကအပင်ကိုလှုပ်ချတဲ့အခါကျတော့အပေါ်ကကမွန်းသီးအကုန်ကြွေကြလာတာပေါ့ဒါကတော့ကျွန်တော်ဓာတ်သဘောပဲအဲ့ကျွန်တော်ပြောပြတယ်ဒါမှမဟုတ်ကျွန်တော်ကဒီခုနကအုံးမြင့်နေမျိုးတတ်မယ်ဗျာတနင်္ဂနွေနေ့မှာတနင်္ဂနွေ3နာရီမှာတောက်ကြတာကိုမြောက်ရက်လှည့်ပြီးတော့ဖတ်တန်းသားနဲ့ကျွန်တော်တတ်ရိုက်လိုက်မယ်ဆိုရင်အဲ့အုံးမြင့်ကကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ခြောက်ပြီးတော့အသီးတွေလည်းခြောက်အပင်တွေလည်းခြောက်ပြီးသေသွားမယ်ကျွန်တော်ကဒီဓာတ်သဘောကိုပြောပြတာဒါကအပင်တစ်ပင်ကိုနိုင်နဲ့ချိန်ပြီးတော့အသားနဲ့ကျွန်တော်တို့ရိုက်လိုက်တာအခြားရှိသေးတယ်ဒီဓာတ်သဘောရဲ့ခုနကဟိုတီဟိုရွက်ကအသက်ရှိသလားစွမ်းသလားဆိုတဲ့ဟာကိုကျွန်တော်ပြောပြတာစမ်းကျင်ကိုယ့်အိမ်မှာကိုယ်စမ်းလို့ရတယ်ဖတ်တန်းသားနော်တပေလောက်ကိုအုံးမြင့်ကိုတနာရီခွဲတနင်္ဂနွေနေ့တနာရီခွဲ3နာရီမှာဖက်တန်းသားတပေလောက်ကိုအပြားခြုံပြီးတော့အဲ့ဒီအောက်ကနေပြီးတော့ရိုက်ထည့်လိုက်နော်တောက်ကြလားခေါ်ပြီးမြောက်ရက်မှာလှည့်ပြီးတော့မျက်နှာမူပြီးတော့အဲ့အုံးမြင့်ကိုရိုက်ထည့်လိုက်စောင်းကြည့်လိုက်ပါနော်3လမကျော်ဘူးအဲ့အုံးမြင့်အယိုးတွေရောအပင်တွေရော6ရွက်တွေရော6ထပ်မထွက်ပဲအဲ့အသီးတွေပါအကုန်လုံး6ပြီးတော့အကုန်လုံးပြုံးဒါကကျွန်တော်ကဟိုအရွက်တွေပေါ့ဒီအရွက်တွေဟာအသီးတွေအသားတွေဟာကျွန်တော်တို့အသက်ရှိလားဓာတ်ရှိလားဆိုတဲ့ဒီသဘောတွေကိုကျွန်တော်ကရှင်းပြတာပါတတရအချက်မှာကျွန်တော်တင်ပြမှာကရေရာဆိုတာဘာလဲရေရာဆိုတာဘာလဲရေရာခြေရင်ကိုတကယ်အစိုးတွေကကြည်သွားမှာလားရေရာခြေရင်ဟာလားတကယ်ကို့မှာဖြစ်နေတဲ့အစိုးတွေဒီကွယ်ပြောက်သွားမှာလားတဲ့နော်အဲ့တော့ကျွန်တော်ပြောပြမယ်အခုကျွန်တော်တို့ကစနေတယောက်ကိုရောက်တယ်ဗျာသူ့ကိုကျွန်တော်တို့ကဒီနာရီကုညုဘူးတင်းမှာဟာလားလူခန်းလိုက်တယ်ဗျာဖုံးချောင်းအိမ်သာဆေးခန်းလိုက်တယ်ဗျာဟာလားနောက်ပြီးဒီကိုသူ့ဂျိုးတိုင်းတောင်းနေမှာဒီဘက်စီးတွေလှဲခိုင်းနေဗျာအဓိကကျွန်တော်တို့ကတင်ချသဘောကိုသိထားရင်တော့ဒီရေရာကကြည်တယ်ဟိုတစ်ဘက်ကကျွန်တော်ပြောသလိုပဲနော်ကျွန်တော်ပြောခဲ့သလိုပဲဟာလားရေရာခြေတယ်ဆိုပြီးတော့ဘီရင်စရာပြောလိုက်လို့ဖဏတ်မပါဘဲနဲ့ကျွန်တော်တို့တစ်မျိုးလုံးရှောက်ပတ်တဲ့လူလိုပေါ့သူပဲယူသလားသူ့ကိုအကြံဉာဏ်ပေးတဲ့လူပဲထူးနေသလားကျွန်တော်လည်းမသိဘူးအဲ့လူကတော့အဖျားတွေဝင်ပြီးဒုက္ခတွေရောက်ပြီးဆေးုံရောက်သွားတယ်နော်ဒါကရေရာမဟုတ်ဘူးဒါတတုနန်သူတတ်တာမဟုတ်ဘူးကိုကညံ့နေတဲ့ minus နဲ့ခြေလိုက်တယ်အဲ့ဒါဆိုကျွန်တော် plus ဖြစ်သွားမယ်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကညံ့နေတဲ့ minus စနေဟာလားကျွန်တော်အာသောဒုက္ခအနေနဲ့အင်္ဂါပုရုစနေမှာကျွန်တော်ညံ့နေတယ်ဗျာအဲ့တော့ကျွန်တော်တို့ကအညံ့မှာကျွန်တော်ဘာတွေလုပ်ရမလဲဟာလားဂျိုတိုင်းမှာသွားပြီးဒီဘက်စီလဲမယ်ဟာလားတိုက်ချုပ်ဆေးကြောမယ်ဖုံးချောင်းအင်နာကြီးတိုက်ချုပ်ဆေးကြောမယ်ကိုပေါ့ဗျာနှိမ့်ချတဲ့ရေရာတွေပေါ့အဓိပ္ပာယ်ကတော့ဟိုမှာရေရာကဟိုကျွန်တော်ဂျိုတဲ့က minus ဆိုကိုကလည်း minus ပေါ့ဟာလားအဲ့လိုမျိုးတွေဒီခုနကလုံးတဲ့အခါမှာကျွန်တော်တို့အစိုးတွေကကြည်ပါတယ်တကယ်လဲထိရောက်ပါတယ်စမ်းသပ်ကြည့်လို့ရပါတယ်နော် minus ဖြစ်နေ minus နဲ့ခြေကြည့်ပါအဲ့ဒါမှမဟုတ်ဘူးကိုက minus ဖြစ်နေတယ်ဟာလားဟာငါကန်ညံ့နေဆိုတင်ငါရင်ကောက်ယုံမျိုးစင်မော်တက်ထိုင်တော့အောက်ကကိုတဲ့တက်ကြီးဝါကြီးတွေကိုတဲ့ဟာလားပါဝါမြင့်တဲ့လူတွေဟာလားကုသိုလ်အားကြီးတဲ့လူတွေကကိုထိုင်ကြတော့နေရတယ်ကိုကကန်နေနေဆိုပြီးတင်ငါရင်ကောက်ကိုတက်လိုက်တာလေလူဘွားတော့ကိုကတောက်စားမူးရင်နေပြီးတော့စနေတက်ရောက်တော့မှတင်ငန်းယုံပြီးတက်ပြီးလုပ်လိုက်တာအဲ့ဒါကကျွန်တော်တို့က minus ကို plus နဲ့ဝင်ပြီးခြေတာ plus နဲ့ minus နဲ့ခြေလိုက်ရင်ဟာလားအဖြေဒီကျွန်တော်တို့ minus ပဲထွက်သွားမယ်နော် minus နဲ့ minus နဲ့ခြေမှကျွန်တော်တို့ plus ထွက်မှာရေရာတကယ်စွမ်းနာလို့မေးလို့ရှိရင်ကျွန်တော်ခုနပြောတဲ့ရေရာတွေအတွင်းရေရာတွေခြေတိုင်းစွမ်းနေ
minus ကို minus နဲ့ချီစွမ်းနေ plus ကို plus နဲ့ချီစွမ်းနေအဲ့ဒါမှမဟုတ်ဘူးဗျာကျွန်တော်တို့ဟာလာဟိုဗာလဲအိပ်ရာခွဲအိပ်ရမယ်ဆိုပြီးတော့မိုးကြီးရွာကြီးမှာအဲ့ဒီဟိုအပြင်မဲ့ထွက်အိပ်တော့မိုးတွေကရွာပြီးတော့အဲ့မှာတကိုယ်လုံးဆုံရွှဲပြီးတော့နမိုးနီးယားတွေဝင်လာတော့ပူရောင်ငန်းများတွေဖြစ်တာတော့ကျွန်တော်တို့ဖြစ်တယ်အဲ့ဒါကဘာဖြစ်လို့လဲကျွန်တော်တို့ရေရာခြေရာနဲ့မတူတော့ဘဲနဲ့ကျွန်တော်တို့ကဒီခုနကအယူတိမ့်ပြီးတော့နတ်စိမ့်ဖြစ်သွားတယ်လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ရေရာခြေတဲ့နေရာတွေမှာဟုတ်လားအားလုံးသိထားဖို့ကရေရာကြီးစွမ်းသလားစွမ်းနေနော်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာကတကယ်စွမ်းနေရေရာကြီးရှိသေးတယ်ဓာတ်ရေရာကြီးဟုတ်လားဘယ်နေ့ဘယ်ချိန်မှာဘယ်အသားကိုဘလို့ကျွန်တော်လှုပ်လိုက်တဲ့ဟာတွေရှိသေးတယ်ဒါပေမဲ့အဲ့ဒါကတတ်ထားလိုက်ဟိုခုနကတော့ကဟိုကျွန်တော်ပြောတဲ့ဒီ minus ကို minus နဲ့ဟာလားချီမယ်ဒီခုနကဟို plus ကို plus နဲ့ချီမယ်အဲ့ဒီ minus ကိုကျွန်တော်တို့ကဒီခုနက plus နဲ့ခြေလိုက်လို့ရှိရင်အဖြေက minus ပဲပြန်ထွက်မယ်เนาะဟုတ်တယ်เนาะ minus ကို plus နဲ့ခြေရင်ကျွန်တော်တို့ minus ပဲပြန်ထွက်မယ်အဲ့တော့ကိုခြေတဲ့အယူဆကိုအယူဆကမှန်ရင်တော့ရေရာဒီစွမ်းပါတယ်เนาะကျွန်တော်တို့ခုလုပ်နေတဲ့ဟာကိုကျွန်တော်ဆရာကြီးလည်းပြောဘူးတယ်ဟာမင်းတို့နဝင်းပညာအဲ့လောက်တော့စွမ်းလားဆရာကြီးဖြေတဲ့အတိုင်းပဲကျွန်တော်ဖြေတယ်စွမ်းနေဗျာတကယ်စွမ်းနေတကယ်စနစ်တကျနေတာလုတ်တဲ့လူရောအခန်းအုပ်ပေါ့ဗျာကျွန်တော်တို့အခုဒီလိုလက်ဝါးနဲ့ဟာလားအပေါ်အုပ်တဲ့ဟာပေါ့အခန်းအုပ်အဲ့လိုဆိုရင်ကျွန်တော်အတန်မီတာပေါ့ခံတဲ့လူကဒီလိုခံရင်ကျွန်တော်တို့အတန်မထွက်ဘူးဒီလိုခံရင်အထွက်မယ်ရေရာအလုတ်ခံတဲ့လူနဲ့ရေရာလုတ်တဲ့လူနဲ့ဟာလားကျွန်တော်တို့သဘောမျှနေလို့ရှိရင်တော့သူကလည်းဆရာကောင်းမယ်ထင်တာလေးကျွန်တော်ကိုလှုပ်ပေးပါကျွန်တော်ကလည်းငွေကြေးကိုမမျှော်ဖို့ပဲနဲ့ငါတပည့်တော့အစဉ်ပြေပါစေအောင်မြင်ပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်ကလည်းရေရာလှုပ်ပေးမယ်အဲ့ဒီခုနကလှုပ်တဲ့လူကလည်းဒီခုနကငါဆရာလှုပ်ပေးတဲ့ရေရာတွေအားလုံးဒီအောင်မြင်မယ်လို့ကျွန်တော်သတ်မှတ်ထားလို့ရှိရင်ဘာမှမလုပ်ရသေးခင်ကျွန်တော်တို့ကနော်ဘာမှမလုပ်ရသေးခင်မှာအဲ့ဒီရေရာက 80% လောက်ကျွန်တော်တို့အောင်မြင်ပြီးသားဖြစ်နေပြီကျွန်တော် 20% လောက်ပဲကျွန်တော်လိုက်လုပ်ပေးရမှာကျွန်တော်လုပ်ပေးရမှာ 20% ပဲဘာကြောင့်ငကိုရဲ့ဓာတ်ခံဓာတ်အုပ်ကဒါကျွန်တော်တို့အဆင်ပြေနေပြီဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဒီနေ့ပြောရတဲ့သင်ခန်းစာတွေကပါလဲဟာလားနေချင်းထမြတ်တယ်ဆိုတဲ့ဟာဒီဆိုတဲ့စကားလေးရဲ့နောက်တစ်ခုကဟာလားအရွက်အခက်တွေအယောင်တွေဒီအသက်ရှိပါသလားနောက်တစ်ခုကရေရာတို့ဆိုရေရာမိဒီမှာတကယ်စွမ်းရလားเนาะအဲ့ဒီချက်၃ချက်ပါအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော် live ကိုလာပြီးတော့ကြည့်နေတဲ့ကျွန်တော်ရဲ့တပည့်တွေမိတ်ဆွေတွေအားလုံးဒီနေ့ဒီချိန်ကနေစပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနှစ်ဖြာသောဒုက္ခတွေနဲ့ပြည့်စုံပြီးတဲ့နောက်စိတ်သွားတိုင်းကိုပါလူရဆန္ဒအားလုံးပြည့်စုံကြပါသည်လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲအတားအဆီးအတိုက်ခတ်အနောက်ချက်အားလုံးတို့သည်လည်းပိန်းကြာရွက်ပေါ်မှာရေမတင်တဲ့ကဲ့သို့ကင်းစင်ပပျောက်ပြီးမိမိကြံစီထားသောအကြံစီအားလုံးတို့သည်လည်းကြံစီတိုင်းအလိုရှိတိုင်းလျင်မြန်စွာပြီးမြောက်အောင်မြင်ခြင်းတို့ရောက်စေရစီအောင်စေပိုင်စေပါဗျာ